အားလုံး TLA Fight Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ပြောပြပေးခြင်းနဲ့အကြောင်းအရာကတော့ဒါ YouTuber ဘဝကနေပြီးတော့မှဘောင်စင်လောကကိုပြောင်းလာတဲ့ဂျိတ်ဘဝကနေပြီးတော့မှတကယ်ကိုဘောင်စင်လောကရဲ့ဖရှင်ပေါ့နော်ချမ်းပေရမ်းပေဆိုတဲ့ဒါမက္ကဆီကိုနိုင်ငံသားကြီးပေါ့နော် Canelo Alvarez ကိုဒါစိန်ခေါ်လိုက်တဲ့တဲ့ပဲဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဂျိတ်ဘောအနေနဲ့စိန်ခေါ်လာခဲ့တာအခုမှတော့မဟုတ်ဘူးပေါ့နော်Canelo ကိုစိန်ခေါ်လာခဲ့တာဆိုလို့ရှိရင်နှစ်နဲ့ကိုချီနေပြီCanelo ဘက်ကလည်းဒါအရှိသူမီဒီယာတွေနဲ့ပြောထားတာလည်းရှိရပေါ့နော်မီဒီယာနဲ့ဘယ်လိုပြောထားလဲဆိုတော့ဒီ YouTuber ကို attention မပေးကြပါနဲ့ပေါ့အဲ့လိုပုံစံမျိုးငင်းဆန်ခဲ့တာလည်းရှိတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဂျိတ်ဘောကဒါပြီးခဲ့တဲ့ရက်ပိုင်းမှာပေါ့နော်3-4ရက်လောက်ကမှlive တစ်ခုမှာ Canelo ကိုဒေါ်လာတန်း200နဲ့ပေါ့နော်တန်း200နဲ့ကမ်းလှမ်းခဲ့တာသူ့အနေနဲ့မင်းအနေနဲ့ဒါစာချုပ်မှာလက်မှတ်ထိုးလိုက်အဲ့ဆိုရင်ငါတို့ပွဲဖြစ်ပြီပေါ့နော်မင်းတို့ဒါဒေါ်လာတန်း200နဲ့စာချုပ်ရှိရဲဆိုပြီးတော့ဂျိတ်ဘောအနေနဲ့ကမ်းလှမ်းခဲ့တယ်ဟုတ်လားပြောမယ်ဆိုလို့ရှိရင်တော့ဒါဂျိတ်ဘောအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အရှိမလဲဒါဂျိတ်ဘောပွဲရှာပြီးတော့ထိုးခဲ့တဲ့ဒါလူစိတ်ဝင်စားအောင်ထိုးခဲ့တဲ့ပွဲတွေအများကြီးပေါ့နော်တချို့ပွဲတွေဆိုလို့ရှိရင်ဒါလုံပွဲတွေရှိတယ်ဒီကတော့ဂျိတ်ဘောအနေနဲ့ကသူကလူမုန်းများတဲ့ YouTuber တွေမှာလည်းပါတယ်ပေါ့နော်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်အားကစားမှာစဉ်းစားကြည့်လိုက်ကိုမုန်းတဲ့ကောင်ပေါ့နော်ကိုမုန်းတဲ့ကောင်ထိုးခံရတာကိုကြည့်ကြတယ်ဗျာလူတွေကသိရမလားအဲ့တော့ဂျိတ်ဘောဆိုလို့ရှိရင်လည်းဒါသူ့ကိုမုန်းတဲ့လူတွေကများတယ်နောက်တစ်ဖက်ချမ်းမှာဆိုလို့ရှိရင်လည်းသူထိုးတဲ့လူတွေကတကယ်ကိုမှအားကစားတိုက်ခိုက်အားကစားလောကရဲ့အရှိန်ဝါကြီးတဲ့လူတွေပုံရိပ်ကြီးတဲ့လူတွေနဲ့သူကထိုးတယ်အရှိန်ဝါကြည့်မယ်ဆိုလို့ရှိရင်ဒါမိုက်တိုင်ဆန်နဲ့ထိုးခဲ့တဲ့ပွဲတွေရှိတယ်နောက်ပြလို့ရှိရင်UFC fighter ပေါ့နော် UFC fighter Nate Diaz နဲ့ထိုးခဲ့တဲ့ပွဲတွေလည်းရှိတယ်ဒါတွေကိုကြည့်လိုက်ရင်သိတယ်ဂျိတ်ဘောအနေနဲ့ကသူနဲ့ scale ချင်းတူလို့လည်းမဟုတ်ဘူးဒါပုံရိပ်ကြီးတဲ့ကစားသမားတွေပေါ့နော်ပုံရိပ်ကြီးတဲ့ကစားသမားတွေနာမည်ကြီးတဲ့ကစားသမားတွေဆိုလို့ရှိရင်သူ့အနေနဲ့ပွဲထိုးဖို့အစီအစဉ်ရှိရဲချိုးပွဲတွေဆိုလို့ရှိရင်ဒါလုပ်ပွဲတွေပေါ့နော်ပြီးခဲ့တဲ့4-5လလောက်ကမှထိုးခဲ့တဲ့ Anthony Joshua နဲ့ပွဲဆိုလို့ရှိရင်လည်းဒါ Anthony Joshua ဆိုရင်ဘောက်ဆင်ချန်ပီယံဟောင်းပေါ့နော်ချန်ပီယံဟောင်းတဦးနဲ့တွားပြီးတော့ထိုးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အထိုးခံရတယ်အထိုးခံတော့မေးကိုကျိုးသွားတယ်မေးကိုကျိုးတော့အခုဒီတော့မှဒါအရှင်းမပြောက်သေးဘူးပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့ကောင်းမွန်လာတယ်ပေါ့သူ့ရဲ့တန်ရာအဲ့တော့သူဒီတစ်ခေါက်မှာစိန်ခေါ်တဲ့ဒါ fighter မက္ကဆီကန်နိုင်ငံသားကြီးနော်ဒါမုတ်စိန်ငွေအနီးတွေစပင်အနီးတွေနဲ့တကယ်ကိုကြမ်းပေရမ်းပေဆိုတဲ့ဘောက်ဆင်ကစားသမားကြီးထိုင်ရာ1ချန်ပီယံဘောက်ဆင်ကစားသမားကြီးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လည်းဒါဘောက်ဆင်ခပတ်အဓိကဘောက်ဆင်ခပတ်၄ခုကျဲဒါချန်ပီယံဟောင်းကြီးပေါ့နော်အရှိကသူထိုးခဲ့တဲ့ကောင်တွေနဲ့မတူဘူးဒါဒီခေါက်ကခပတ်၄ခုချန်ပီယံပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒါသူတို့နှစ်ယောက်ရဲ့ပွဲကဖြစ်လာမလားမဖြစ်လာမလားဆိုတာတော့ပြောရတော့ခက်တယ်ဒါသူကကမ်းလှမ်းခဲ့တဲ့ဟာဒေါ်လာတန်း200ပဲဗျာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တွက်ကြည့်လိုက်ပါဦးမြန်မာငွေ$ကို4000နဲ့မြောက်ကြည့်လိုက်တန်း200ဆိုလို့ရှိရင်ဒါနည်းလို့နော်အဲ့တော့ဂျိတ်ဘောကအဲ့လိုမျိုး live မှာစိန်ခေါ်လိုက်တယ်ဒေါ်လာတန်း200အဲ့တော့ Canelo ဘက်ကဒီခေါက်မှာဘယ်လိုတုံ့ပြန်လဲဆိုတော့သူ့အနေနဲ့ကတော့ဒါသူ Instagram မှာပေါ့နော် story မှာဟာ emoji 3ခုနဲ့တော့ဒါတုံ့ပြန်ထားတယ်ပြောမှဆိုရှီရယ်ပေါ့နော်မင်းကိုရှီရယ်ပေါ့လက်ခံမလားလက်မခံမလားဆိုတာတော့ဒီကတော့ပြောရခက်တယ်ဘာဖြစ်လဲဆိုတော့ဒါပေါ့နော်မန်နေဂျာပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီ fighter နှစ်ယောက်ရဲ့ record ကိုပဲကြည့်ကြည့်ဒါ fighting record ကိုပဲကြည့်ကြည့် skill ကိုပဲကြည့်ကြည့်မိုးနဲ့မြေကိုကွာခြားတယ်fighting record ဆိုရင်ဂျိတ်ဘောဆိုလို့ရှိရင်ဒါရှင်းတယ်သူ14ပွဲထိုးထားတယ်12ပွဲနိုင်တယ်2ပွဲရှုံးတယ်14ပွဲပဲပေါ့နော် Canelo Alvarez အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူ68ပွဲထိုးထားတယ်68ပွဲမှာ63ပွဲကနိုင်တယ်3ပွဲပဲရှုံးတယ်ဒါ2ပွဲကသိတယ်အဲ့တော့သူတို့နှစ်ယောက်ရဲ့ပြောမယ်ဆိုလို့ရှိရင် fighting record ကိုပဲကြည့်ကြည့် skill ကိုပဲကြည့်အရန်ကွာခြားတယ်ကျွန်တော်ထင်တော့အရှိဒါဂျိတ်ဘောစိန်ခေါ်ခဲ့တဲ့တောက်လျှောက်မှာ Canelo အနေနဲ့လက်မခံခဲ့တာကလည်းဒါကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဂျိတ်ဘောလိုကစားသမားမျိုးနဲ့ထိုးလို့လဲသိရမလားပတ်စံရတော့ရှိမယ်ဒါပေမဲ့သူ့ရဲ့ legacy ကိုအများကြီးထိခိုက်တယ်
သူတို့နှစ်ယောက်ရဲ့ဒါအားကစားပေါ့နော်ဒီ bouncing skill စင်တန်းလုံးဝကွာခြားနေတဲ့အတွက်ကြောင့်ဒါသူ့ရဲ့ legacy ကိုထိခိုက်တယ်ဒါကြောင့်လက်မခံခဲ့တာလည်းဖြစ်မယ်ဒီတစ်ခေါက်စိန်ခေါ်မှုမှာတော့ဒါအခုရတော့သတင်းရတော့မထွက်သေးဘူးပေါ့နော် Instagram မှာတော့ဒါသူဟာ emoji 3ခုနဲ့ဂျိဘောကိုပြန်ပြီးတော့တုံ့ပြန်ထားတယ်ဂျိဘောကလည်းဒါပြန်ပြီးတော့ခနဲ့တယ်ပေါ့နော်မင်းအခုချိန်မှာတော့ရီထောင်းပေါ့ဒါငါနဲ့ကျိုးဝိုင်းနဲ့ရောက်ရင်တော့မင်းအခုလိုမျိုးရီနိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဒါပြန်ပြောတာမျိုးရှိတယ်အဲ့တော့ဂျိပွဲကတော့ဂျိပွဲတောင်ဖြစ်ဂျိပွဲကတော့ဒါပွဲရှာမှာပဲလေနော်ဒါသူ့ရဲ့လုပ်ပဲသူကပွဲရှာမယ်လူစိတ်ဝင်စားအောင်လုပ်မယ်ဒါလူကြည်များလေသူ့အနေနဲ့ပတ်စံရလေ sponsorship တွေဒီလိုမလား sponsorship တွေရလေဆိုတော့ဒါကတော့သူ့ရဲ့လုပ်ဆိုတော့ဂျိပွဲကတော့ပွဲရှာမှာပဲခက်နေမှာပဲအဲ့တော့ Canelo ဘက်ကတော့အခုချိန်ထိတော့လက်မခံသေးဘူးအခုကြည့်ရှုနေတဲ့သူတွေရောဒီတစ်ခေါက်ပွဲကဖြစ်လာမယ်လို့ထင်လားဖြစ်လာမယ်ဆိုလို့ရှိရင်လည်းဘယ်သူနိုင်မယ်လို့ထင်နော်ဘယ်သူနိုင်မယ်လို့ထင်လဲဆိုတော့ what a stupid question is that မေးစရာမလိုပါဘူး Canelo ပဲနိုင်ပါဘောနော်နိုင်မှာတော့ဒါပေမဲ့ဒါအခုကြည့်နေတဲ့လူတွေဘယ်လိုမြင်လဲပေါ့နော်ကိုယ့်ရဲ့မြင်တွေကို comment မှာရေးသွားလို့ရပါတယ်